ကြောင့်အိမ်မက်တွေလက်တွေဖြစ်မလာတာလဲမင်္ဂလာပါကျွန်တော်ကောင်းဆက်လူပါဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကိုကျွန်တော်မိကွန်းလေးတစ်ခုလောက်မေးချင်ပါတယ်တင့်မှာရည်မှန်းချက်လေးရှိတယ်အိမ်မက်လေးရှိတယ်အောင်မြင်ခြင်းစိတ်လေးရှိတယ်ဒါပေမဲ့လွန်ခဲ့တဲ့တစ်နှစ်ကတင်တဲ့ဒီကနေ့တင်ဘလောက်ကွာခြားသွားပြီလဲတချို့လူတွေကနှစ်တိုင်းပန်းနိုင်တစ်တွေရေးကြပါတယ်စိတ်တစ်လူတင်နဲ့အစလည်းကောင်းကြပါတယ်ဒါပေမဲ့ရလက်ကြတော့အတူတူပါပဲ။ဘာကြောင့်လဲ။အိမ်မက်မရှိလို့လည်းမဟုတ်ဘူး။ကြိုးစားမှုမရှိလို့လည်းမဟုတ်ဘူး။အကြောင်းရင်းကတော့ပလန်မရှိလို့ပါပဲ။ Think and Grow Rich စာအုပ်ထဲမှာနပိုလီယန်ဟေးကအခုလိုပြောထားပါတယ်ခင်ဗျာ။ Desire alone is not enough ဆန္ဒတစ်ခုတည်းနဲ့မလုံလောက်ပါဘူးတဲ့။အောင်မြင်မှုရဖို့စနစ်တကျစီမံထားတဲ့ပလန်တစ်ခုလိုအပ်ပါတယ်။စဉ်းစားကြည့်ပါလေရင်မှုတယောက်ဟာခရီးစဉ်လမ်းပြမြေပုံမရှိဘဲနဲ့ပြန်တန်းလေးမရှိပါဘူးထို့အတူအင်ဂျင်နီယာတယောက်ဟာလည်းအဆောက်အဦဆောက်မဲ့ blueprint ပုံစံမရှိဘဲနဲ့ဆောက်လေးမရှိပါဘူးဒါပေမဲ့လူအများစုကတော့သူတို့ဘဝကိုပလန်မရှိပဲတည်ဆောက်နေကြပါတယ်လူအများစုကငါချမ်းသာခြင်းနဲ့ငါစီးပွားရေးလုပ်ခြင်းနဲ့ငါအောင်မြင်ခြင်းနဲ့လို့ပြောကြပါတယ်ဒါပေမဲ့ဘယ်လိုသွားရမလဲမသိဘူးဘယ်ကစရမလဲမသိဘူးဒီနေ့ဘာလုပ်ရမလဲမသိဘူးဒီလိုနဲ့အချိန်တွေကုန်သွားတတ်ပါတယ်အခွင့်အရေးတွေလည်းကုန်သွားတတ်ပါတယ်ဒီလိုနဲ့အိမ်မက်တွေကလည်းတဖြည်းဖြည်းနဲ့ဝေးကွာသွားတတ်ပါတယ်တကယ်တော့ဂိုးကပန်းနိုင်ဖြစ်ပါတယ်ကိုရောက်ချင်တဲ့ပန်းနိုင်ဖြစ်ပါတယ်ပလန်ကတော့အဲ့ဒီပန်းနိုင်ကိုရောက်အောင်သွားရမယ်လမ်းပြမြေပုံပဲဖြစ်ပါတယ်ပန်းနိုင်ရှိပြီးလမ်းပြမြေပုံမရှိရင်လမ်းပြောက်ပြီးတော့လိုရာခီးကိုမရောက်နိုင်ပါဘူး။ဒါကြောင့်ဂိုးလို့ခေါ်တဲ့ပန်းနိုင်ရှိပြီးပလန်လို့ခေါ်တဲ့အစီအစဉ်မရှိရင်အချိန်တွေအလဟတာလေလွင့်သွားတတ်ပါတယ်။ဒါကြောင့်မိတ်ဆွေတွေနဲ့ဒီဗီဒီယိုကိုကြည့်ပြီးတာနဲ့မိတ်ဆွေရောက်ချင်တဲ့ဂိုးတစ်ခုကိုခြာရေးလိုက်ပါ။ပြီးရင်ဒီဂိုးကိုရောက်ဖို့ဒီနေ့ဘာလုပ်မယ်ဒီအပတ်ဘာပြီးအောင်လုပ်မယ်ဒီလဘာရလက်ထွက်အောင်လုပ်မယ်ဆိုပြီးတော့ခြာရေးလိုက်ပါဘာလို့လဲဆိုတော့အောင်မြင်မှုဆိုတာအိမ်မက်ကြီးမဲ့နေုံနဲ့ဖြစ်လာတာမဟုတ်ပါဘူးအိမ်မက်ကိုပလန်ဖြစ်ပြောင်းနိုင်တဲ့သူပလန်ကို action လို့ခေါ်တဲ့လှုပ်ဆောင်မှုဖြစ်ပြောင်းနိုင်တဲ့သူအဲ့ဒီ action ကို result လို့ခေါ်တဲ့ရလက်ထွက်အောင်လုပ်နိုင်တဲ့သူတွေပဲအောင်မြင်မှုကိုရရှိကြတာဖြစ်ပါတယ်ဒီဗီဒီယိုကမိတ်ဆွေတွေအကျိုးရှိပြီးတော့အတွေးအသည့်အမြင်သည့်သုံးတစ်ခုရခဲ့တယ်ဆိုရင်မိတ်ဆွေရဲ့တကယ်ချင်းတယောက်စီကို share ပေးလိုက်ပါဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေလည်းဒီနေ့ကစပြီးမိမိရခြင်းရောက်ခြင်းနဲ့အောင်မြင်မှုပန်းတိုင်းကိုပလန်ချပြီးအကောင်းဆုံးဆောင်ရွက်